ဒီနေ့ကreview အတူလေးပေါ့နော် review ဆိုတာထပ်ဒီပြပေးချင်တာပေါ့နော်ဒီနေ့ကဖက်နက်ဆိုရင်များသောအားဖြင့်ဖက်နက်တွေကထိပ်ပိတ်တွေ shoes တွေကိုစီးတာများတယ် sandal လေးဆိုရင်မစီးဖြစ်ဘူးဆိုတာတက်ကိုကခြေထောက်ကတိတ်မလှဘူးပေါ့နော်ခြေချောင်းတွေကိုစင်ကအဲ့လိုမျိုးအဲ့လိုအမြဲဖွက်ထားလေးရှိရပေါ့နော်ဒါပေမဲ့ဒီနေ့တော့စင်ကဒီ local က follow me sandal ဆိုရဲဒီ made in Myanmarပေါ့နော်လောက်တဲ့စီကနေမှာ sandal လေးမှာဖြစ်ပါတယ်အဲ့မှာဘာမှလဲဆိုရင်တော့ဒါရိုးရိုးလေးပေါ့နော် simple daily wear သုံးလို့ရမယ်ဒီလို skirt လေးတွေထမိန်လေးတွေနဲ့ line မဲ့ဟာခေါင်းဝင်လေးတွေပေါ့အများသောအားဖြင့်အဲ့လိုမျိုး classic ဆန် simple ဖြစ်တဲ့ပုံစံလေးတွေနဲ့ line မဲ့ဖက်နက်လေးတွေကိုမှာထားဖြစ်တယ်ဖက်နက်ကဘာမှာတာလဲဆိုတော့ညနှစ်မျိုးမှာလိုက်တယ်ပေါ့နော်ပထမတစ်မျိုးdesign to color နှစ်မျိုးမှာလိုက်တယ်ပထမတော့ဒီလိုအညိုလေးမှာတယ်နောက်တစ်ခုကကျတော့ဒီလိုမျိုး dusty pink လို့ခေါ်မလားဒီလိုမျိုး pan လို့ပေါ့ဒီလိုမျိုးနှစ်ခုမှာလိုက်ပါတယ်နှစ်ခုမှာလိုက်တယ်ဆိုတော့အမှ तू ကအသားကတော့ဒီအညိုရောင်လေးဆိုရင်တော့ तू ကဒီလိုဖြုတ်စီအသားလေးပါဖြုတ်စီအသားလေးနဲ့အညိုရောင်လေးဆိုရင်ကတော့အဲ့လိုမျိုးပေါ့နော်။ဒီကပန်းရောင်နဲ့အညိုနဲ့နှစ်မျိုးမှာပါတယ်။ပန်းရောင်အသားလေးကတော့ဒီလိုချောချောလေးပါ။ဆိုတော့ तू က design ကကြတော့ဘယ်လိုလဲဆိုတော့ဒါအစ်စ်ပေါ့နော်။အစ်စ်လေးပဲဆိုတော့ဒီလိုကင်ပြလိုက်ပါဦးမယ်။ဒါက तू အရှိမဒီလိုငွေရောင်ကြိုးလေးနဲ့ဒီလိုမျိုးလေး cross လုပ်ထားတယ်ဒီဘက်မှာခြေချောင်းလေးတွေထွက်နေမှာပေါ့။အရှိကတော့ဒီလိုမျိုးဆောက်ကလေးပေါ့နော်အရှိကခြေထောက်အရှိကိုအဲ့လိုလေးလုပ်ထားတယ်သူရဲ့ဖက်နက်ပုံစံလေးကဒီလိုမျိုးပါ local က shoes တွေဆိုရင်ကတော့ဝယ်ပြစ်တယ်တစ်ခါတလေပါလုံးဝတရက် CB ပြစ်လိုက်ရတာကြီးလည်းရှိရပေါ့နော်အခုက review ဆိုတာတော့ကိုဝယ်ပြီးတော့ first impression အနေနဲ့သဘောကျတဲ့အတွက်ကြောင့် vlog လေးရိုက်လိုက်ပါတယ်ဒီမှာဆိုရင်စနေက2ရန်ဝယ်ထားတယ်2ရန်မှာဆိုလို့ရှိရင်ဒီအညိုရောင်လေးနဲ့ဒီ dusty pink လေးနဲ့ပေါ့နော်အရောင်တစ်ခုကိုပြရမယ်ဆိုလို့ရှိရင်တော့ dusty pink ကတော့လုံးဝ cute theme လေးကိုသွားတယ်ကိုက floral ခေါင်းဝင်လေးတွေ dress လေးတွေ skirt လေးတွေဝတ်တာလည်းများတော့ကြတော့အဲ့လိုအချိန်တွေမှာဝတ်ဖို့အတွက်ဝယ်လိုက်တယ်။ तू ကတောက်ကတော့ဒီလိုမျိုးလေးတက်လက်မလေးတော့ပါတယ်ပေါ့နော်ဒီလိုတက်လက်မဒီဘာထင်တယ်တခြားတော့မသိဘူးဒီလိုတောက်သေးသေးလေးပါတယ်ဆိုတော့ဒါလေးကလည်းမစိုးဘူး height လေးလည်းနည်းနည်းရှိသွားမယ်ပြီးတော့ဒါ daily wear တွေမှာအဆင်ပြေခုနဒီဟာလေးကိုနည်းနည်း show ကြည့်ရတော့တော့လေအခုဒီအိမ်ထဲမှာလေလို့ show ကြည့်ရတော့ delivery လာတော့ဖောက်စစ်ပြီးတော့မစိုး size တွေပါရလဲကွက်တီပဲစီးကြည့်တဲ့အခါမှာဆိုလဲခြေထောက်တင်ရတာနဲ့နည်းနည်းပါးပါးခြေလန်းကြည့်တဲ့အခါမှာ comfortable ပဲဖြစ်တယ်ပေါ့နော်ကိုကလမ်းလည်းတိတ်မလျှောက်ဖြစ်ဘူးပေါ့ cycle နဲ့သွားတာများတယ်လမ်းတိတ်မလျှောက်ဖြစ်ဘူးရန်ကုန်မှာနေတော့လမ်းလျှောက်တော့တောက်တွေမစီးဘူးပေါ့အခုကတော့ဒီတိုင်းနည်းနည်းလေးစန်တာရဲဝင်အောင်မုံဆိုင်နဲ့ဝင်အောင်နည်းနည်းဆိုင်ကဘောကအစင်းလောက်ပဲလမ်းလျှောက်တာဆိုတော့ကြတော့မစိုးဘူးပေါ့နော်အဲ့လိုမျိုးတောက်လေးပါတာလေးတွေလည်းအခုဆိုရင်စပြီးတော့ပြန်ပြီးတော့ဝယ်စီးနေပြီအညိုရောင်လေးလည်းအဲ့လိုပဲသူက design တူတူပဲပြောရမယ်ဆိုရင်ခုနကလိုပဲဒီအရှိမငွေရောင်ကြိုးလေးနဲ့ဒီဘက်မှာသူ့ရဲ့အသားပေါ့နော်ဒီလိုမျိုးအသားဖက်နက်အသားနဲ့သူကအညိုလေးကကြဖြိုးစီပုံစံလေးပါဆိုတော့ဒီ follow me sandal လေးတွေကဘယ်လောက်ပြရလဲဆိုရင်တော့ဒီအခု dusty pink နဲ့ဒီအညိုလေးနဲ့ဒီဟာလေးက1,400ပဲကြပါတယ်သူစီမှာက customize လည်းလုပ်လို့ရတယ်ပြီးတော့ design တွေကလည်းမျိုးစုံရှိရပေါ့နော်ဒီကတော့ဒီ2ရန်ကိုtry ဖို့အတွက်ဝယ်ထားရတယ်ပေါ့ဒါလေးကတကယ်လို့အဲ့လိုမျိုးဟိုတိုင်းလိုင်းနဲ့လည်းအဆင်ပြေတယ်ပြတ်တာလည်းမရှိဘူးကိုယ့်အတွက်တိတ်ပြီးတော့ဟို daily life မှာ okay တယ်ဘာညာဆိုရင်တော့သူစရထပ်ပြီးဝယ်မယ်လို့လည်းစဉ်းစားထားရပေါ့အခုကတော့ first impression မှာတင် color လေးတွေရဲ့နောက် design လေးတွေကမြင်တဲ့အတိုင်းပဲအဆင်ပြေတယ် local တွေကဒီဈေးနှုန်းနဲ့ဒါမဆိုးလို့ပြောရမယ်ပြီးလို့ရှိရင်မြန်နဲ့စိမ့်ဆိုတာ1 week လောက်ပဲကြာရပေါ့နော် pre order အောင်မှာ1 week လောက်ပဲကြာ dusty pink ဆိုရင်တော့ဒါလုံးဝ all time favorite ပဲဒီ color ကအရန်ကို girly ဖြစ်ပြီးတော့ကိုနဲ့တော်တော်အဆင်ပြေစေမယ်လို့ထင်တယ်ကိုယ်ကိုယ်တိုင်လည်းသဘောကျရပေါ့နော်ဆိုတော့ဒီနေ့ဒီ review တိုလေးကတော့ဒါပါပဲlocal fnet လေးကိုမှာထားပြီးတော့ first impression အနေနဲ့ unboxing လုပ်ပြရင်းနဲ့အတူတူချီအောင်လို့ပြလိုက်တာပါဒါလေးတွေဝတ်ပြီးတက်ပုံရဖြစ်တဲ့အခါကြာလို့ရှိရင်လည်းပုံလေးတင်မယ်နော်ကဲအဲ့ဆိုရင်တော့အခု vlog လေးကတော့ဒါပါပဲရှင်See you